တို့ကလည်းပြန်ကတော့ပြောတယ်တစ်ဖက်မှာကြည့်မယ်ဆိုရင်တို့စိုးရင်စတော့ရှိနေမှာပဲစွမ်းအရင်လိုပြန်ဖြစ်သွားမှာလားနော်စိုးရင်တာပေါ့အဲ့တော့အဲ့ဒီစိတ်ခံလေးတော့ရှိကြတာရှိတာပေါ့ရှိတာအဲ့ဒီအပေါ်မှာစွမ်းဘာပြောချင်သူတို့စိုးရင်တာပေါ့ကွာတစ်ချိန်လဲမဟုတ်နှစ်ချိန်လဲမဟုတ်သုံးချိန်လဲမဟုတ်အချိန်ချင်းဆိုသူတို့လည်းကိုယ်ယုံကြည်တော့ကင်းတာကင်းမဲ့လာပြီသို့တော်ညာလည်းချစ်တဲ့စိတ်လေးနဲ့လာလုပ်ပေးကြတာပေါ့အဲ့အတွက်ကျွန်တော်ဆင်ញင်ပေးရမှာပေါ့သူတို့အားလုံးပျော်ရွှင်ဖို့ကျွန်တော်လိမ်မာရမယ်သူတို့ဒီကနေတော့ဘယ်လိုဂရိသိချင်တာရှိလဲဂရိတော့ပေးထားတာမရှိပါဘူးသူတို့လည်းအခုအမြင်နဲ့တင်သူတို့တွေခွန်အားတွေတိုးတက်လာပါအရင်တော့ကျွန်တော်ဇက်တိုင်းဇက်ယုံကမလာတာပြဿနာတွေပါဆိုကျွန်တော်နဲ့မှာတယောက်ကကားမန်နေဂျာမှာကျွန်တော်စာအုပ်ဖတ်ပြီးကျွန်တော်တန်းကားဘယ်တော့မှတိုက်တာမလားအခုဆိုဒီမှာကျွန်တော်တပတ်ကြော်ပြီကျွန်တော်တိုက်ရမယ်အကန့်မရှိဘူးအဖွဲသားတိုက်တာတော့ကျွန်တော်ငုတ်တို့ထိုင်ပြီးတနေ့ကုန်ထိုင်ကြည့်ပေးနေသူတို့လည်းခွန်အားဖြစ်တာပေါ့အကိုကြီးရင်တဲ့အလုပ်တွေပို့လုပ်လာတယ်ဒါအားလိမ့်မှသွားတယ်အကုန်လုံးရော့ကျသွားတယ်မကောင်းမှုတွေအဲ့တော့သူတို့လည်းခွန်အားဖြစ်ပါတယ်ဒါတော့အဖွဲသားပိုင်းတော့တစ်ဖက်မှာပြိတ္တပိုင်းပြိတ္တကလည်းစွမ်းကိုဘာပဲဖြစ်ဖြစ်ချစ်နေတဲ့ပြိတ္တရှိတယ်စွမ်းလိမ်မဲလိမ်မှာဆိုးသူတို့ကအများနဲ့ချစ်နေတယ်စွမ်းတို့စွမ်းနဲ့စွမ်းနေကြတယ်ပြိတ္တအဲ့ဒီပြိတ္တတွေအပေါ်မှာစွမ်းမလုပြနိုင်တဲ့အချိန်ကြီးရှိခဲ့တာနော်ဟုတ်တယ်အဲ့ဒီအပေါ်မှာဘယ်လိုအာနာဆိုဖြစ်နေတဲ့ပြိတ္တတွေအာနာပါတယ်အဲ့အတွက်အခုဒီချိန်မှာနှစ်ဆသုံးဆပြန်ကြိုးစားပေးရမှာပေါ့ခုနကကျွန်တော်ပြောသလိုပေါ့သူပွဲငားရတယ်သူတို့ဘုရားဝိမှာစွမ်းနဲ့ပြောမယ်ဆိုပြီးကဲထားတာတချို့ဆင်းရဲတဲ့လူတွေဆိုလို့ရှိရင်ဒီပွဲကိုရောက်ဖို့အတွက်ကိုတစ်နှစ်လုံးစုရတာတစ်နှစ်လုံးစုပြီးမှဒီပွဲရဲ့မှာအကုန်သုံးတာအလားဆုံးဝဲအလားဆုံးပြင်အကောင်းစားတွေနဲ့ရှဲပြော့မှာအဲ့ချိန်မှာကိုယ်ပတ်စံရော်လိုက်အောင်နဲ့ဒါကြေးသွားပြီလေမပြီးဘူးပြိတ္တပေါ်တာဝန်မကြေးခဲ့အဲ့အတွက်ဒီမှာပြန်တာဝန်ကြေးအောင်စူးစမ်းရမှာပေါ့အဲ့ဒီကလာတွေမှာပြိတ္တတွေရောဘယ်လိုခွန်အားတွေပေးလဲပေးပါတယ်ပြိတ္တတွေကတော့ကျွန်တော်အမာခံပြိတ္တတွေကဆိုးဆိုးမိုက်ဘာလို့ချက်နေတာဟိုနေ့ကဆိုထင်းအောင်ထင်မတာတခါမှလည်းမရောဘူးအဲ့ရောင်းတဲ့စိန်ကုန်တယ်တွေစိန်ဆိုင်ရလဲကျွန်တော်ပြိတ္တသူတို့ပွဲလာကြည့်နေတာ9နှစ်လောက်ရှိပြီစကားတစ်ခါမှမပြောဘူးကျွန်တော်သူတို့လာမိတ်ဆက်တောင်ကျွန်တော်ပြန်မဖြေပြဘူးအဲ့ဒါဟိုနေ့ကလှုပ်ချင်တယ်ဆိုလှုပ်သွားတော့လှုပ်လိုက်အဲ့ဒါဒီမှာစိန်340တန်းကိုကျွန်တော်ဆက်လိုက်တော့34သိန်းနဲ့လာမသိဘူးရအဲ့34သိန်းနဲ့ LP စိန်နဲ့ရွှေနဲ့ကပတ်ကိုသူတို့ဝယ်ပြီးကျွန်တော်လက်ဆောင်ပေးသွားတယ်ပရိသတ်တွေကတော့အခုချိန်ထိချစ်နေတယ်ဘာလုပ်နေလဲအဲ့တော့စမ်းအနေနဲ့ပြိတ္တတွေကိုလိမ်မာပါတော့မယ်ဆိုတဲ့စကားကိုပြောချင်တာပြောချင်ပါတယ်ပြောချင်ပါတယ်ဆိုပါဇက်ကမပြောပါဘူးကျွန်တော်အလုံးနဲ့တက်သိပြပါမယ်ရိုက်ကွေးတွေ2ပတ်3ပတ်4 5ပတ်ဆိုလို့ရှင်သူတို့လည်းသိသွားမှာပါအဲ့တော့ဒါတော့လူငယ်ဒီနေချင်တာကတော့စံဖြုံးခဲ့တဲ့ပတ်စံတွေဒီချိန်မှာပြန်ရှာနေရတယ်တူတော့အဲ့ပေါ့အခုကပတ်စံရှာတာတဲ့မြစ်တာတွေပြန်ယူမယ်အဖွဲ့သားနဲ့မိသားစုလိုနေကြတယ်ဒီချိန်ပတ်စံရှာမယ်အချိန်မဟုတ်သေးဘူးကျွန်တော်လည်းအခုချိန်ဒီပြင်ဆင်နေရတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်လမ်းမှာအတိုင်းဝိုင်းနေအခုညီလေးတွေညီမလေးတွေကစကိုခွန်အားပေးတယ်သူတို့ပြန်လာလေးကြီးတဲ့အတွက်ဆက်လိုက်နှစ်လေးတောက်မှာတလေးလောက်ပဲတောက်ဖြစ်သွားတော့ဘာလို့ဖြစ်တယ်လေအဲ့အတွက်ကျမ်းမာရေးနဲ့အနှွေးဓာတ်တွေပြန်ယူနေတာအဲ့တော့ဈေးရောက်ရတဲ့အတွေ့အကြုံကဘယ်လိုရှိလဲမရောင်းတတ်ဘူးကျွန်တော်တိုင်းငုတ်တို့တိုင်းနဲ့ဖြိုးမြအောင်မရောင်းနေကျွန်တော်ဒီတိုင်းလေးပဲမရောင်းတတ်ဘူးအဲ့တော့နောက်ထပ်ပြီးလက်ခံဖို့ရှိလားဈေးရောက်ရှိပါတယ်ငားတယ်လို့ရှင်လက်ခံပြီ